မင်္ဂလာပါရှင် easy pan မိပါမေတို့ဒီနေ့ဝတ်သားကိုပဲငပိနဲ့ဆက်ဆက်ကလေးချက်စားပါမယ်ပထမဦးဆုံးရေဆေးတန့်စင်ထားတဲ့ဝတ်သားတွေကိုစားနေနဲ့အသားမှုန့်နေနဲ့ငါးငပြားလေးနည်းနည်းနဲ့ငရုတ်သီးအယောင်တင်မုံလေးနည်းနည်းထည့်ပြီးတော့အရသာဝင်သွားအောင်လို့နေပြီးနှက်ထားလိုက်ပါမယ်ဒီမှာမေတို့အငယ်အရသာကိုရှော့ထည့်ထားဖို့အရေးကြီးပါတယ်ပဲငပိထည့်အောင်မလို့ပါပြီးတော့ရင်ဟင်းချက်ဖို့အတွက်စက်သွန်ဖြူ4-5 ဦးလောက်နဲ့စက်သွန်နီတစ်လုံးကိုပပလှီထားပါမယ်ပြီးသားရင်မီတို့ငရုတ်သီးစိမ်းကိုကိုယ်အဆက်စားနိုင်တဲ့လောက်ခက်ကြမ်းကြမ်းလေးလှီထားလိုက်ပါမယ်ခုနကလှီထားတဲ့စက်သွန်ဖြူလေးတွေကိုမီတို့ငရုတ်သီးခွဲချမ်း3စွန်းလောက်နဲ့ညက်သွားအောင်လို့ထောင်းပါမယ်ဒီလိုမျိုးညက်သွားအောင်ထောင်းတဲ့နေရာမှာမီတို့ကရေလေးနည်းနည်းထည့်လိုက်ထောင်းလိုက်ရေလေးနည်းနည်းထည့်လိုက်ထောင်းလိုက်နဲ့စီစီပိုင်ပိုင်လေးဖြစ်သွားအောင်ထောင်းတာပို့ပြီးတော့ဟင်းရဲ့အနှစ်ကိုပြစ်ပြစ်ကလေးဖြစ်စေပါတယ်ပြီးသွားလို့ရှိရင်မီတို့အိုးရဲကိုစီထည့်ပြီးတော့ဟင်းစားချက်ပါတော့မယ်စီယိုမီပုံမှန်ထက်နည်းနည်းလေးပူသုံးထားပါတယ်ဟင်းအနှစ်များများလေးရကြတာမို့လို့ပါစီပူလာပြီဆိုလို့ရှိရင်ခုနကပပလီထားတဲ့စက်သွန်နီလေးတွေကိုမေတို့ထည့်ပါမယ်ပြီးရင်စနွင်းမှုန့်လေးနည်းနည်းလေးလည်းထည့်လိုက်ပါမယ်ဒီစက်သွန်လေးတွေကိုမေတို့အယောင်လေးလှအောင်လို့နွန်းလာတဲ့အထိစီတက်ပေးပါမယ်စက်သွန်နီလေးနွန်းလာပြီဆိုလို့ရှိရင်ခုနထောင်းထားတဲ့ငရုတ်သီးခွဲချမ်းနဲ့စက်သွန်ဖြူလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်ချက်သွန်နဲ့ငရုတ်သီးရဲ့အနံ့ပေါ့နော်ဒီအစိမ့်နဲ့ပျောက်သွားတဲ့မျိုးစီတက်ပြီးရင်အရသာနဲ့ထားတဲ့ဝတ်သားလေးထည့်လိုက်လို့ရပါပြီဒီဝတ်သားကိုလည်းမေတို့ကရေထပ်မထည့်ဘဲနဲ့လုံးရေခမ်းသွားတဲ့အထိငွေပြီးတော့စီတက်ပါမယ်ဒီလိုမျိုးလုံးရေခမ်းသွားပြီဆိုလို့ရှိရင်မေတို့ပဲငပိထည့်ပါမယ်ပဲငပိကတော့မီကတော့2စွန်းထည့်ထားပါတယ်ထမင်းစားစွန်း2စွန်းစာထည့်ထားပါတယ်ထိုင်းပဲငပိကိုပဲသုံးထားပါတယ်ကြိုက်တဲ့ပဲငပိကိုသုံးလို့ရပါတယ်ပဲငပိရဲ့အငံတက်ကရှိရမလို့လေမီတို့စပိုင်းမှာစားလျှော့ထည့်ခဲ့တာနဲ့ဆိုရင်အတော်လောက်ဖြစ်သွားမှာပေါ့နော်ပဲငပိနဲ့ဝတ်သားလေးနဲ့ကိုမီတို့နှံ့ဆက်သွားအောင်လို့မှွေပြီးတော့မီတို့နာနာလေးစီသက်ပေးပါမယ်ပြီးတော့ရင်မီတို့ရေကိုဝတ်သားမြုပ်တဲ့အထိထည့်လိုက်ပါမယ်ဝတ်သားမြုပ်သွားတဲ့အထိထည့်ပြီးရင်ဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်လိုက်ပါမယ်နော်ခဏနေလို့ရေခမ်းသွားတဲ့အချိန်မှာမီတို့ကခုနလှီထားတဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်လိုက်ပါမယ်မင်းငရုတ်သီးစိမ်းထည့်ပြီးရိုက်ဖို့မိသွားလို့ပါပြီးတော့ရင်မီတို့ကနောက်ထပ်တရီထပ်တယ်ပါမယ်ဒီညမှာရေနွေးလေးသုံးပြီးပိုကောင်းပါတယ်ဒါဆိုလို့ရှိရင်တော့မီတို့ရဲ့ဝတ်သားပဲငပိဟင်းလေးရသွားပါပြီဒီဝတ်သားပဲငပိဟင်းလေးအဆက်ကလေးလည်းပါပြီးသားမလို့နောက်ထပ်ငပိရီတို့ငပိထောင်တို့ငပိချက်တို့လိုမျိုးထပ်ထည့်ပြီးစားစရာမလိုဘဲနဲ့သူ့ရဲ့အနှစ်တစ်မျိုးရဲနဲ့ထမင်းကအရန်ရတာရှိရဲ့ခြားအရွက်ကြော်ပူပူလေးတစ်ခုနဲ့စားလိုက်ရင်ရန်ထမင်းမိန်ပါတယ်ဒါကြောင့်မိနဲ့အတူတူလိုက်ချက်စားကြည့်ပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်